တိုဒိုင်းရက်ကတော့များများဘာလို့စားကြလဲဆိုတော့ဝိတ်ကြဖို့အတွက်ပေါ့ဝိတ်ကြတာမြန်နေဆိုပြီးတော့မှဒီကီတိုဒိုင်းရက်ကိုစားကြတယ်ကီတိုဒိုင်းရက်ဆိုပြီးတော့မှအခုလူတွေအပြောများနေကြတယ် popular ဖြစ်နေတယ်နောက်လို့ရှိရင်လည်းဒိုင်းရက် box တွေနဲ့ပေါ့နော်တလားဝယ်စားနေကြတယ်ဒီကီတိုဒိုင်းရက်ဆိုတာဘာလဲပေါ့နော်ကီတိုဒိုင်းရက်ဆိုတာကကြတော့သူက high fat နောက်ပြီး low carb နောက်ပြီး moderate protein ပေါ့နော်ကစီဓာတ်ကကြတော့နည်းတယ်အဆီဓာတ်များတယ်နောက်ပြီးလို့ရှိရင် protein ဓာတ်ကကြတော့ moderate ပေါ့အနေတော်ပဲပေါ့ဒီစားသမှုပုံစံအောင်သူကီတိုဒိုင်းရက်လို့ခေါ်ပါတယ်အဲ့တော့ကီတိုဒိုင်းရက်ကကြတော့ဒီခန္ဓာကိုယ်မှာကီတုံးဆိုတဲ့ပေါ့နော်ဓာတ်တွေကိုစွမ်းရည်အတွက်အသုံးပြုဖို့အတွက်ဒီကီတိုဒိုင်းရက်ကိုစားကြတယ်ပေါ့နော်အဲ့တော့ကီတိုဒိုင်းရက်ကတော့များများဘာလို့စားကြလဲဆိုတော့ဝိတ်ကြဖို့အတွက်ပေါ့ဝိတ်ကြတာမြန်နေဆိုပြီးတော့မှဒီကီတိုဒိုင်းရက်ကိုစားကြတယ်နောက်ပြီးတော့ကီတိုဒိုင်းရက်ကိုကြတော့အုံတောင်းနဲ့အာယုံကြောကျန်းမာရေးအတွက်ပေါ့နော်ဒီအတွက်ဆိုလို့ရှိရင်တချို့ရကီတိုဒိုင်းရက်စားကြတယ်အဲ့တော့ကီတိုဒိုင်းရက်အကြောင်းလေးဆက်ပြောမယ်နော်ကီတိုဒိုင်းရက်ဆိုရင်ဘာတွေစားလို့ရလဲဆိုတော့သူအဓိကအဆီများတဲ့အစားအစာတွေစားလို့ရတယ်ဥမာဒီထောဘတ်တို့ဥမာငါးကြီးစီတို့ဒီလိုမျိုးပေါ့နော်အဆီများတဲ့ဥမာငါးဆိုလေအဆီများတဲ့ငါးပေါ့ဆယ်မွန်တို့ဒီလိုမျိုးတွေကိုစားကြတာများတယ်နောက်ပြီးလို့ရှိရင်အသားဆိုလို့ရှိရင်တော့ကြက်သားဝက်သားအမဲသားဒါတွေစားကြတယ်နောက်ပြီးတော့ဟင်းသီးဟင်းရွက်ဆိုလို့ရှိရင်တော့ဒီကာဘိုဟိုက်ဒရိတ်နဲ့ဟင်းသီးဟင်းရွက်ပေါ့နော်ဒီအစိမ်းရင်းရောက်ရှင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ပဲနုနဲ့ကော်ဖီစိမ်းနောက်ပြီးလို့ရှိရင်နို့ထွက်ပစ္စည်းတွေသူကစားလို့ရတယ်မာဒိန်ခဲတို့ထောဘတ်တို့နို့တို့ပေါ့နော်အဲ့တော့ဘာတွေရှောင်ရမလဲဆိုလို့ရှိရင်သူကကစီတက်များတဲ့အစားအစာတွေကိုရှောင်ပေးရမယ်ဆန်တို့ပါမုန်းတို့အာလူးတို့နောက်ပြီးလို့ရှိရင်တခြားတဲ့ပါတဲ့အစားအစာတွေကိုလည်းရှောင်ပေးရမယ်ဥမာဆိုဒါကန်တို့ဥမာကိုလာတို့ပက်ဆီတို့ဒီလိုမျိုးတွေပေါ့နော်နောက်ပြီးလို့ရှိရင်တစ်သီးဖြော်ရည်တို့ကိတ်မုံတို့နောက်ပြီးတော့ coffee ဆိုလို့ရှိရင်လည်း coffee ကိုအကျဲပဲတောက်ရမယ်နောက်ပြီးတော့တခြားထဲတောက်လို့မရဘူးပေါ့နို့ထဲတောက်လို့ရတယ်အဲ့တော့နောက်ပြီးတော့အတင်စားတဲ့အစားအစာတွေလည်းရှောင်ပေးရမယ်ပေါ့နော်ဥမာခောက်ဆွဲပြုတ်တို့နောက်ပြီးလို့ရှိရင် fast food တွေပေါ့နော် hamburger တို့french fry တို့ဒါတွေလည်းရှောင်ပေးရပါမယ်အဲ့တော့ကီတိုဒိုင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေရှိလဲဘာလို့လူတွေကစားကြရလဲဒါဆိုလို့ရှိရင်သူကနံပါတ်1ချက်ကကိုယ်လေးချိန်ကိုကြစေတယ်အဲ့တော့ကီတိုဒိုင်းရဲ့ကကြတော့ခန္ဓာကိုယ်မှာရှိတဲ့အဆီတွေကိုသူကလင်းမြန်စွာလောင်ကျွမ်းစေနိုင်တယ်အဆီတွေကိုစားပြီးတော့မှအဆီတွေလောင်သွားတယ်ပေါ့နော်အဲ့တော့နောက်ပြီးတော့ तू ကအရေးကြီးတာကခန္ဓာကိုယ်အတွက်ဒီယောဂအတွက်ဆိုရင်သူစီးချိုကိုထိမ့်ပေးနိုင်တယ်အဲ့တော့သွေးတွင်းကတခြားတက်ကိုထိမ့်ညှိပေးတယ်ဘာလို့လဲဆိုတော့ तू ကအဆီကိုများပြီးတော့မှဒီကာဘိုဟိုက်ဒရိတ်ကိုရော့စေတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကကြတော့သွေးတွင်းကတခြားတက်ကိုထိမ့်ပေးနိုင်တယ်ပေါ့နော်နောက်ပြီးတော့ तू ကစိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်အာယုံဆွဆွဲမှုကိုအားကောင်းစေတယ်ကီတုံးတက်ကကြတော့အုံနှောင်းရဲ့စွမ်းအင်ဟိုကကြတော့မြင့်တင်ပေးတယ်ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ထဲမှာကြတော့ तू ကဘယ်လိုမျိုးတွေလှုပ်ဆောင်လဲဟော်မုန်းတွေနဲ့ဘယ်လိုလှုပ်ဆောင်လဲပြောလို့ရှိရင်နောက်ထပ်ဗီဒီယိုကကြတော့မိနစ်20လောက်ဖြစ်သွားလိမ့်မယ်အဲ့တော့ဒါလေးကိုအတူချုပ်လေးပြောပြပေးရနော်အဲ့တော့နောက်ပြီးတော့သွေးတိုးကြစေတယ် तू ကအဲ့တော့အဆီနဲ့ protein တွေကကြတော့သွေးဖျားကိုထိန်းညှိပေးတယ်အဲ့တော့ तू ကကြတော့ကျန်းမာစေတဲ့အပြင်ပေါ့နော်အဆီကျစေနဲ့ဝိတ်ကျခြင်းနဲ့အပြင်က तू ကကြတော့ကျန်တဲ့ဒီယောဂနဲ့ပတ်သက်တဲ့ပေါ့နော်ယောဂရှိတဲ့လူကြီးတွေပါစားလို့ရတဲ့ထဲထဲမှာပါဝင်ပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုလေးမှာဆိုလို့ရှိရင်ကီတိုဒိုင်းရဲ့ဆိုးကျိုးလေးတွေကိုထပ်ပြီးတော့ပြပြပေးသွားမယ်နော်